ဗုဒ္ဓေထဝိသစ္စာဒဝရသစ္စာသဟတကိသစ္စာတတသဟတနိနမမိတိရတမဟာအဘဂဝါလူကကင်္ကာနန္ဒာနိဗ္ဗုဒ္ဓဇိနာဒေတာဓမ္မေသတကိစ္ဆာအာရိဏနမမဟံနမကာရနုဘဝေနဟိတဝသဗ္ဗေဥပတဝေအနေကအန္တရာယပိဝိနတံတုအသေတတောအထဝီတံသုံးပါးဘဝသုံးလောကတွင်ညာနာရောင်ဖိအောင်ဘိသိနှင့်နှစ်ကျိတ်ရှိစုကုန်သောသဗုဒ္ဓေသတသောပမဉာဏ်ရောက်ဝါဖြင့်သစ္စာပွင့်လင်းတရားမင်းတို့ကို၎င်းဒဝရသစ္စာသဟတကိနိဗ္ဗာန်ကိအောင်ဆက်မွေလျောက်သည်12000ကုန်သောသဗုဒ္ဓေသလရောက်ပမဉာဏ်ရောက်ဝါဖြင့်သစ္စာလင်းပြောင်းမြတ်ဘုံကောင်းတို့ကို၎င်းသစ္စာတရသဟတတိတောင်းထိုင်စကြဝဠာကုံရောက်ရှိ9သိန်းကုန်သောသဗုဒ္ဓေသနေအောင်ပမဉာဏ်ရောက်ဝါဖြင့်သစ္စာလင်းထိန်မြတ်မှုနေတို့ကို၎င်းကျွန်ုပ်သည်တိရတာဥကောင်းယရဏမြတ်အင်္ဂါဖြင့်နမမိယောတိညိုကျိုးလက်ဆုံးမိုး၍ရှိခိုးပါ၏ခင်္ကာယခင်္ကာမြေအတွေ့၌ဝါလူကရှိကြကုန်သောသဲတို့သည်အဘကနေကြကုန်သေး၏နေဗုဒ္ဓဘုံဆက်သိ၍ငြိမ်တော်မူကြကုန်ပြီးသောဇိနာနောက်ချက်ဖန်လာမငါးပြားကိုအရိယာမဘုံရောင်စဖြင့်ချိုးပြဲလွယ်ကူအောင်တော်မူသောဘုရားရှင်ပေါင်းတို့ကအနန္တတင်ချာကနရေတွမ်းမှန်းလဲဆုံးကတိုင်မြောက်မရောက်နိုင်ကြကုန်တေဇိနေသထိုဘုရားရှင်တို့ကို၎င်းဒေသတို့9သိန်း12000နှစ်ကျိတ်ရှိသူကုန်သောဘုရားရှင်မရေမတွက်နိုင်သောဘုရားရှင်တို့၏ဓမ္မင်္စတရားတော်မြတ်ကို၎င်းတာကေသတပိသသံဃာတော်မြတ်ကို၎င်းအဟံကျွန်ုပ်သည်အာဒရိဏအာဒရံယောတိစွာနမမိရှိခိုးပိုင်နမကာရနုဘဝေနဤသို့ရှိခိုးပူဇော်ဖူးမြော်မှန်လျောကတော်ရသောပဏာမကုသိုလ်စေတနာကြောင့်သဗ္ဗေခသိင်ကုန်သောဥပဒဝေဘေးရန်တို့ကိုဟိတဝါပေဖြောက်၍နေကအန္တရာယပိတဘာမကမြာလသွေသွဲအန္တရာတို့သည်လည်းအာသေတသောအကျွင်းချမ်းမရှိသောအဖြင့်ဝိနာတံသူပျောက်ပြပါစေတည်း